မင်္ဂလာပါ2026မှာဒီ Excel function လေးတွေကိုသိထားမယ်ဆိုရင်အလုပ်ကိုနှစ်ဆပုံမြန်စီမှာဖြစ်ပါတယ် date column တစ်ခုပေါ်မှာအခြေခံပြီးတော့မှန်နေခွဲထုတ်မယ် quarter တွေတွက်ထုတ်မယ် quarter တွေရီးရားတွေကိုပေါင်းပြီးတော့ရေးမယ်မှန်ကိုခွဲထုတ်ချင်တယ်ဆိုလို့ရှိရင်တော့ test function ဆိုတာလေးရှိပါတယ် function suggestion လေးပေါ်လာပြီဆိုလို့ရှိရင် keyboard မှာရှိတဲ့ tab key လေးကိုခောက်လိုက်မယ် value ဆိုတာက date ကို reference ယူလိုက်မယ်comma လကိုလိုချင်တာဖြစ်တဲ့အတွက်မှတ်ရဲ့ format MMM ဆိုပြီးတော့ရေးပေးရမှာဖြစ်ပါတယ် January အပြည့်လိုချင်တယ်ဆိုလို့ရှိရင်တော့ M ကို၄လုံးရေးပေးရမှာဖြစ်ပါတယ် Jan ဆိုပြီးတော့လိုချင်တယ်ဆိုလို့ရှိရင်တော့ M ကို၃လုံးရေးပြီးတော့ double quote ပိတ်ခွင်းပိတ်ပြီးတော့ enter ခောက်လိုက်လို့ရှိရင် date ပေါ်မှာအခြေခံပြီးတော့မှန်ကိုဒီလိုမျိုးလေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒါထက်ပိုမြန်ခြင်းသေးတယ်ဆိုလို့ရှိရင်ဒါတွေအကုန်လုံးကို delete လိုက်မယ်ဘာ function မှမရေးတော့ဘဲနဲ့ပထမဆုံးကွက်မှာ JAN ဆိုပြီးတော့ရေးမယ်ပြီးရင် enter ခောက်မယ်ပြီးရင် keyboard မှာရှိတဲ့ control နဲ့ E နဲ့ကိုပေါင်းနေလိုက်မယ်ဆိုလို့ရှိရင် flash pay နဲ့ဘာ function မှရေးစရာမလိုဘဲနဲ့လတွေကိုခွဲထုတ်လို့ရမှာဖြစ်ပါတယ်quarter တွေကိုရွေးထုတ်တာကတော့နည်းနည်းလေးပိုခက်ပါတယ်ဒါပေမဲ့လုံနေကြဆိုရင်တော့လွယ်သွားမှာပါပထမဆုံးကျွန်တော်တို့က month ကိုခွဲထုတ်မယ် date ထဲကနေခွင်းပိတ်မယ် enter ခောက်မယ်ဒါဆိုလို့ရှိရင် month ကို number တွေလိုက်ခွဲထုတ်မှာဖြစ်ပါတယ်ပေါ့နော် number တွေလိုက်ခွဲထုတ်ပြီးပြီဆိုမှကျွန်တော်တို့ကဒီ month တွေကိုဘာနဲ့စားမလဲဆိုလို့ရှိရင်3နဲ့စားလိုက်မယ် okay ဒါ date ဖြစ်သွားတယ်ကျွန်တော်ကဒီကနေ January ပြန်ပြောင်းလိုက်မယ်ပြီးရင်double click ချလိုက်မယ် auto fill နဲ့ okay ဒီလိုထွက်ပြီဆိုမှ round up function နဲ့အုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီ3ခုက1ရမယ်ဒီ3ခုက2ရမယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင် round up ကအကုန်လုံးကိုကိန်းပြည့်လိုက်ပြောင်းပေးလို့ဖြစ်ပါတယ် 0.3 ဆိုရင်လည်း1ရမယ် 0.6 ဆိုရင်လည်း1ရမယ်ဒီ April မှာကြတော့သူက 1.3 ဆိုရင်3လေးပိုနေတာဖြစ်တဲ့အတွက် round up ဆိုတဲ့အတိုင်းကျွန်တော်တို့ကရှေ့ကိုတိုးလိုက်မှာဖြစ်တဲ့အတွက်2ရမှာဖြစ်ပါတယ် okay ဒါဆိုရင်ကျွန်တော်တို့စမ်းအုပ်ကြည့်အောင်ရှေ့ရနေ round up တက်ကြီးခောက်လိုက်မယ် number digit က0ထားမယ်ပြီးရင်ခွင်းပိတ်မယ် enter ခောက်မယ်ဒါဆိုရင်ကျွန်တော်တို့ quarter like January February March က quarter 1 April May June က quarter 2အစရှိသဖြင့်ရတယ်အဲ့ကြမှာကျွန်တော်တို့က quarter month သိတာအောင်ရှေ့ကနေကျူဆိုပြီးတော့ထည့်မယ်ပေါ့နော်ရှေ့မှာကျူဆိုပြီးတော့ထည့်ခြင်းတက်စာသားကိုထည့်ခြင်းတာဖြစ်တဲ့အတွက်တပည့်ကုန်းနဲ့စာမယ်ကျူပြီးရင် dash လေးလဲလိုချင်တာဖြစ်တဲ့အတွက် dash ပြီးရင်တပည့်ကုန်းပြန်ပေးမယ်ပြီးရင် ampersand လေးနဲ့ခံလိုက်မယ်enter ခေါက်မယ်ဒါဆိုလို့ရှိရင်เนาะ quarter 1 quarter 2ကိုသူ့ရဲ့လတွေလိုက်ရမှာဖြစ်ပါတယ်ပေါ့เนาะ okay ဒီနောက်က quarter ရဲ့ရီးရရဲ့ပေါင်းပြီးတော့ရေးမယ်ကျွန်တော်လိုချင်တာကဒီလိုပေါ့เนาะ quarter 1, 2024ဒါမျိုးလိုချင်တာပေါ့เนาะ okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ quarter 1ကတော့ဒီ quarter 1ကိုပဲလိုချင်တာဖြစ်တဲ့အတွက်ဒီ formula bar ကိုသွားပြီးတော့control C copy comment enter ခေါက်မယ်ပြီးရင်ဒီမှာ control V နောက်ကရီးအားကိုလိုချင်လို့ရှိရင်ရှေ့က text function လေးပြန်ရေးလိုက်ရင်ရပြီကျွန်တော်တို့က comma လေးနဲ့ဆက်မှာ order enter လေးခောက်ထားလိုက်မယ်ကျွန်တော်တို့ကဆက်မယ် comma လေးလည်းပါအောင်ပါဆိုတော့ double quote comma ပြီးရင် space လေးပါမယ် double quote ပြီးရင် ampersand လေးနဲ့ခတ်မယ်ပြီးရင် text function ကနေဘာကိုဆွဲထုတ်မလဲဆိုလို့ရှိရင်ဒီ date ထဲကနေပြီးတော့ကျွန်တော်တို့ကရီးအား2024ဆိုတော့လေးလုံးလိုချင်တယ်ခွင်းပိတ်မယ် enter ခောက်မယ်ဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့ Q1 2024ကိုရမှာဖြစ်ပါတယ်ပေါ့နော်အထောက်အကူတစ်ခုဖြစ်မယ်လို့ယူဆပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ